သူမကနန်ချမ်းမျိုးရဲ့တကယ့်အထက်တန်းစားမိသားစုကသမီးကြီးပါဒါပေမဲ့တငယ်ချင်းအရင်ရဲ့တစ္ဆာဖောက်မှုကြောင့်အဝေးတနေရာကိုရောင်းစားခံခဲ့ရပြီးမှအခုတော့ကပ္ပမြေအောက်လောကတစ်ခုလုံးတုံလှုပ်ရတဲ့ချင်းသိမိမရိုင်းအဖြစ်နဲ့မိဘတွေကိုရံပြူးမဲ့သူတွေစီအချိန်မီပြန်ရောက်လာခဲ့ပါပြီကျမနာမည်ကရှန်ချင်းရှုပါငယ်ငယ်ကအမိုက်စားဘဝကနေလူမဆန်စွာနှိပ်စက်ခံခဲ့ရပြီးမှစိတ်ထဲကဒေါသတွေကိုမီးမွေးပြီးမြေအောက်လောကရဲ့ဘရင်မဖြစ်လာခဲ့တာပါဆရာသမားနဲ့တွေ့ပြီးမာတာတီးချလို့အားလုံးကလေးစားကြပေမဲ့စီကမ်းမဲ့တိုက်ခိုက်လို့တဲ့မျိုးဖိစားကြောင့်စိတ်ဝေဒနာခံစားခဲ့ရလို့ဖုန်ကြီးတစ်ပါးရဲ့အကြံပေးချက်အတိုင်းလူသားဆန်မှုပြန်ရအောင်မျိုးပြကိုပြန်လာပြီးလမ်းဘေးမှာတထောင်းစားရောင်ဆောင်ကစိတ်ကိုကုသနေခဲ့တာပါ။ဒီနေ့မှာတော့ဒီနေ့ဒေါသအာတာပြေဖို့လူနှစ်ယောက်လောက်ကိုအပြတ်ရှင်းရရင်ကောင်းမှာပဲလို့တွေးနေတော့လမ်းဘေးကလူမိုက်တစ်ယောက်ကငါ့ကိုဘာကောင်းထင်နေလဲလမ်းဖယ်ဆန်းဆိုပြီးအနိုင်ချင်းကဒီနေ့တထောင်းစားကိုအရင်ဆုံးပြင်ညာပြလိုက်မယ်လို့ကြုံသွားပါတော့တယ်ဒါပေမဲ့ရှန်ချင်းရှုရဲ့တစ္ဆာရှိလက်ပါစီကျမ်းပေါင်ရောက်လာပြီးအဲ့ဒီလူမိုက်တွေကိုအလဲထိုးပစ်ခဲ့ပါတယ်ကျမ်းပေါင်ကရှန်ချင်းရှုရဲ့ဆေးဆက်သူလင်းကြုံနဲ့ညီမဖြစ်သူရှန်ယူကျော်တို့ဟိုတယ်မှာ3ရက်3ညပုံလျိုးဖောက်ပြန်နေတဲ့ဗီဒီယိုကိုတက်တေအဖြစ်ယူလာပေးခဲ့ပါတယ်။လင်းကြုံဆိုတာလွန်ခဲ့တဲ့4နှစ်ကအဖိုးဖြစ်သူကမိသားစုအကျိုးစီးပွားအတွက်အတင်းဆေးဆက်ပေးခဲ့တဲ့မိန်းမရှုပ်တဲ့အမိုက်ကောင်မှုရှန်ချင်းရှုကဟိုတယ်သွားပြီးရေချိုးဝစ်စုံအကောင်စားလဲကလင်းမိသားစုတွေအကုန်ရှိနေတဲ့ဧကန်ပွဲကိုသွားခဲ့ပါတယ်။ပွဲကိုရောက်တဲ့အခါလင်းကြုံကမင်းကငါ့ကိုမလေးမစားဆက်ဆံရအောင်မင်းကဘာအဆင့်ရှိလို့လဲငါမိကမင်းကိုခေါ်ခိုင်းတာရောက်လာပြီဆိုတော့ဒူးထောက်ပြီးမိန်းမကျင့်ဝတ်တင်ဆန်းလို့မောက်မာစွာပြောပါတယ်လင်းမိသားစုကနန်းပြည်နယ်ရဲ့ထိပ်သီးမိသားစုမို့ရှမ်းမိသားစုလို့ဒုတိယတန်းစားကိုအထင်သေးနေတာပါရှန်ချင်းရှူကသူတို့ဖောက်ပြန်ထားတဲ့ဗီဒီယိုကိုချပြလိုက်တဲ့အခါလင်းမိသားစုကြီးလန့်သွားပြီမဲ့လင်းကြုံရဲ့အဖေကငါသားကဒီလောက်လေးလုတ်တာကိုမင်းကဘာမို့လို့လာရှင်းခိုင်းနေရလဲမိမဆိုတာယောက်ျားကိစ္စဝင်မပါရဘူးလင်းကြုံကိုဒူးထောက်တောင်းမှန်ရင်နောက်တစ်ချိန်အခွင့်ရေးပေးမယ်လို့အရှက်မရှိပြောပါတယ်လင်းကြုံကလည်းခွစ်လွတ်မှုကိုလိုချင်ရင်ငါနဲ့အိတ်လိုက်ငါစိတ်ကောင်းဝင်ရင်ခွစ်လွတ်ပေးမယ်လို့ရိုင်းဆိုင်တဲ့အခါဘေးကကျမ်းပေါင်ကဘလို့ကြုံကောင်ကမမလေးကိုထိရတာလဲဆိုပြီးလင်းကြုံကိုပါရိုက်ပစ်လိုက်ပါတယ်လီမိသားစုကအဆောင်တွေကိုခေါ်ပြီးခြေလက်ရိုက်ချိုးဖို့ခိုင်းပြီးမြဲကျမ်းပေါင်တယောက်ထင်းနဲ့အဆောင်အားလုံးကိုအလေးထိုးပစ်ခဲ့တယ်။အဲ့ဒီနောက်ရှန်ချင်းရှူကစိတ်ဆက်ပွဲဖျက်သိမ်းမဲ့စာချုပ်ကိုထုတ်ပြီးလက်မှတ်ထိုးခိုင်းပါတယ်။လင်းကြုံကမင်းညမရှန်ယူကြောင့်မှမီးမသိနိုင်တဲ့ Godfather နောက်ခံရှိတယ်။မင်းညမကငါ့ကိုတိတ်ကြိုက်တာမင်းကိုခွေးထပ်ဘဝဆိုအောင်လုပ်ပစ်မယ်လို့ချိန်ချောက်ပြီးလက်မှတ်မထိုးပါဘူး။ဒါနဲ့ရှန်ချင်းရှူကငါညမကမင်းကိုတိတ်ကြိုက်တာမလားဆိုပြီးကျမ်းပေါင်စီကကတ်ကြီးကိုယူကလင်းကြုံရဲ့ယောက်ျားဘဝကိုအမြင့်ပြတ်အောင်ဒဏ်ဖြတ်ပစ်လိုက်ပါတော့တယ်ရှန်ချင်းရှုလို့ခဏထွက်သွားတဲ့အချိန်မှာလင်းမိသားစုကငါတို့ကနန်းပြည်နယ်ရဲ့ထိပ်သီးပဲမင်းတို့ကိုကဘာပြောက်သွားအောင်လုပ်မယ်လို့နောက်ကနေကျုံးသွားပါတယ်ဒါပေမဲ့သူတို့မသိတာကရှန်ချင်းရှုကိုဘေးကစောင့်ရှောက်နေတဲ့ကျမ်းပေါင်ဟာတာမန်လူမဟုတ်ပဲတကဘာလုံးကမြေအောက်လောကရဲ့အသက်သွေးကြောဖြစ်တဲ့နန်းတော်ရန်ရဲ့အရှင်သခင်သွေးအီးရက်ဆက်လာတဲ့ငရဲမင်းကြီးဖြစ်နေခဲ့တာပါကျမ်းပေါင်ကဖုံးတစ်ချက်ထဲနဲ့လင်းမိသားစုရဲ့ဘီလီယံချီတန်တဲ့ရှယ်ယာတွေကို10မိနစ်အတွင်းဒေဝါလီခံအောင်လုပ်ပစ်လိုက်ပြီးတရားရုံးချုပ်ကအမိန့်နဲ့လင်းမိသားစုကိုပိတ်ဆို့လိုက်ပါတယ်ကြောက်လန့်သွားတဲ့လင်းမိသားစုကိုကျမ်းပေါင်ကမမလေးကိုထိတဲ့ကောင်ကကိုလန်းကိုပိတ်တာပဲလို့ပြောကမိမိကိုခြေလက်တစ်ဖက်စီအပြစ်ပေးဖို့တရားစီရင်ပြီးဒီအကြောင်းကိုမမလေးရှန်ချင်းရှုကိုလုံးဝမပြောဖို့တတိပေးခဲ့ပါတယ်။တစ်ဖက်မှာလေးရုံမာတဲ့ညမရှန်ယူကြောက်ကသူမရဲ့ Godfather ဖြစ်သူလူမိုက်ကြီးစီမှာအနှိပ်ပြီးရင်မမလေးရှန်ချင်းရှုကိုပြီးပါမှပျောက်သွားပြီထင်လို့သူမိဘတွေကိုပါမြန်မြန်အပြတ်ရှင်းပစ်လိုက်ရင်ငါရဲ့စက္ကန့်သူအခမ်းအနားမှာယာရုပို့ခိုင်မြဲသွားမယ်လို့တိတ်တဆိတ်စီစဉ်နေခဲ့ပါတယ်။အဲ့ဒီလူမိုက်တွေဟာရှန်ချင်းရှုရဲ့မိဘတွေအိမ်ကိုထမင်းစားတောက်နေတော့အတင်းဝင်ရောက်ပြီးဘသူ့ကိုမှမချမ်းနဲ့အကုန်ရှင်းဆိုပြီးရရက်ဆက်ဆက်ဝင်ရောက်တိုက်ခိုက်ကြပါတယ်မိဘနှစ်ပါးကဒဏ်ရာတွေနဲ့လဲကြပြီးငါဇနီးကိုတော့ချမ်းသာပေးပါလို့တောင်းပန်နေချိန်လူမိုက်တွေကဒဏ်ရာအပြင်းထန်ဆုံးပေးမဲ့အချိန်မှာပဲတကားကြီးပွင့်သွားပြီးမင်းတို့ဘသူ့ကိုထိမလို့လဲဆိုပြီးချင်းသိမိမရိုင်းရှန်ချင်းရှုကိုယ်တိုင်အခန်းထဲကိုအရှိန်အဝါပြည့်နဲ့ဝင်ရောက်လာပါတော့တယ်